မွေဘွေးကိုလာပုတ်နှွှဲရင်တော့ထပေါက်ပါလေစိတ်လျှော့ထားပြီးမှလက်တွေကမနေဘူးနော်ခင်မုံလက်တွေမနှေးသေးဘူးဆိုတာသဘောပေါက်တယ်နော်ထောင်ကထွက်တကောင်ကျွဲဆိုတာငါဘဝပါလားအဖေသမီးထောင်ကလွတ်လာပြီလေအဖေရဲ့သမီးကမောနေပြီလားမမောပါဘူးဖေရဲ့အေးသက်လို့ကောင်းမှဘဝလုံးကြုံမှာသမီးမင်္ဂလိတံပဲလေဒီပညာတွေကိုသင်ပေးနေရတာလေသမီးဘဝလုံလုံရေးအတွက်ပါဖေမြတ်တာစေတနာတွေကိုသမီးနားလည်ပါတယ်ဖေသမီးဆေးသွားရောက်မှုအစဉ်သင့်ဖြစ်ပြီလားအားလုံးပြင်ပြီဖေဖေတို့ဆေးကအတုကိုအစ်စ်လိုလှုပ်ရောက်ပြီးငွေရှာပေမဲ့ဘသူကိုမှမထိခိုက်ပါဘူးသမီးရဲ့ဖေလဲခွင်မကြောချင်ပါဘူးမလွှဲတာလို့သာဒီလိုကိုလှုပ်ရတာပါသမီးအဲ့ဒါတွေမေ့ထားလိုက်ပါအဖေရဲ့ဝိုင်းရပိုရေးကြည့်တယ်မလားသမီးရေမိုးချိုးပြီးဆေးသွားရောက်တော့မယ်နော်အေးဟောငါသမီးလေးဒီအသက်ဒီရွယ်နဲ့မရှက်မကြောက်ဘူးကောလုပ်ပြီးနေတဲ့တက်တီတော့မဟုတ်ဘူးကဲလာကြနော်လာကြကချင်ပြည်နယ်ဖုန်ကန်ရာသီတောင်ထိပ်လွန်ဆေးပင်ပေါင်းများစွာနဲ့ကချင်တိုင်းရင်းဆေးစရာကြီးလက်ဖုံးလူကိုယ်တိုင်ဖော်ဆက်ထားတဲ့လိန်စကြီးဖြစ်ပါတယ်။တန်ကျင်းနဲ့လို့အထွင်သိမ်းနေကြသလား။ဒါကိုလက်ခံပါတယ်။စဉ်းစားကြည့်ကြပါ။စိုင်းကြီးတွေမှာတင်မယ် TV ကြွညာတွေမှာထည့်မယ်ဆိုရင်ဒီဆေးကိုဒီစင်းနဲ့မရပါဘူး။တန်မိုးနဲ့လို့အထင်သိမ်းရင်လိမ့်ကြည့်ပါ။ထုံကျင်ကြိုက်ခဲဇက်ကြောတက်နေသလား။အခုလဲရင်ခုပြောက်အာမခံတယ်နော်။လာဘသူလိမ့်မလဲလိမ့်ကျင်တယ်လားလိုရောက်တယ်မလိုရောက်တယ်ပါကိုစားစလိတ်တော့ကြားပြအောင်ပဲရှိပါတယ်ရအခုတော့300တဲ့ပါကိုစားစလိတ်တော့ကြားပြအောင်ပဲရှိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါလာပါအားပေးကြပါဒီနေ့မဲ့ဆိုကြားရင်ဝဲမကြားရင်မဝဲနဲ့နော်ကဲအော်ရောဒီပဲလေဒီကူလုံးပြအောင်ပဲဆိုင်ရဟုတ်ပြီဟောဝယ်ပါချက်တော့တော့ရတယ်ပါမခံပဲလေကြိုက်ယူမကြိုက်ရင်မယူနဲ့နော်ဟုတ်ပါလေကျေးဇူးတင်ပါတယ်ရောမခမရပါအာရကဲအားလုံးမိဘပြည်သူများအရန်ကောင်းတဲ့အလွန်ကောင်းတဲ့ဆေးကောင်းတစ်လက်ကိုရောင်းဖို့မေ့နေတယ်အဲ့ဒါကတော့ဒီမှာပါလူချင်းအနည်းကစကားပြောတဲ့အခါမိမိချစ်သူနဲ့ဘာပြောတဲ့အခါမှာအာကတွင်တင်းပြန်မွှေးကြိုက်စေပါတယ်လူတိုင်းမှာအရေးကြီးဆုံးကတော့သွားဒီသွားကောင်းမှအစားကောင်းစားနိုင်ပါလေအဲ့ဒီအတွက်အထူးဖော်ဆက်လိုက်တဲ့တင်းရင်နဲ့မွှေးကြိုက်သွားကြိုက်ကြောက်စေဖြစ်ပါတယ်ဒီသွားကောင်းမှအစားကောင်းတွေစားနိုင်ရမှာနော်သွားမကြိုက်လဲငုံထားအာကတွင်မှာခွေးပြန်စေပါတယ်တပူးကနေရပါဟုတ်ကဲ့ပါရောယူပါတပူးစီဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါယူပါရောဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ
ငါတို့ရောင်းတဲ့အပိုင်းမှာဘသူမှဝင်ရောင်းလို့မရတို့ကခွင့်မလို့ဘူးနော်ဒါပေမဲ့မတိနာမလဲတဲ့မင်းကလေးမလို့ခွင့်လွှတ်လိုက်မယ်နေရောင်းလို့ရတဲ့ငွေတွေကငါတို့တော့ပြီးတော့တဝက်ပေးရမှာဟုတ်လား ဟုတ်တယ်စေးတပလင်းကိုငါကြက်ရင်ပြီးတော့300နဲ့ရောင်းခဲ့တာပဲနင်တော့ပြလို့ဘာမှမထိခိုက်ပါဘူး အချင်းချင်းဘလောက်ရင်းပြီးဘလောက်ညက်တယ်ဆိုတာသိနေမှာတဝက်ကလဲတာ အဲ့ဒါဆိုတော့ပေးပါလေလက်မောင်းကိုထိလို့မျက်နှာသာထိလို့ရတယ်ရကြအောင်ရှိမှာမလေးဟာဒီလောက်နဲ့တော့ဘာမှမဖြစ်ဘူးမျက်နှာလည်းထိစရာအကြောင်းမရှိဘူးဒီမှာအာတတိလေးတစ်ချက်လစ်သွားလိုက်လို့ခံလိုက်ရလက်ငယ်လေးကလို့လည်းသိပါတယ်ဟုတ်ပါတယ်နင်းကိုလည်းငါချီးကျူးပါတယ်အင်္ဂလိပ်တမ်းပဲဈေးကြိုဈေးကြားလမ်းစုံလမ်းကွာတွေဈေးအတူဈေးစစ်လုံးရောက်တဲ့တက်ပြီးနဲတာမှမဟုတ်တာဟဲ့နင်ကလည်းလိန်ရောက်နေလို့မပြောပါနဲ့ငါတို့စီးကလူများတွေကိုဘာအန်နေမှမပေးပါဘူးလောလောလတ်လတ်ခံစားနေရတဲ့ဝေဒနာတော့ပျောက်ပါတယ်ဟာဟေးဒါပေမဲ့နင်းကိုကြည့်ရတာငါပင်မန်းလို့ပြောနေတာအေးအေးစစ်စစ်နဲ့ပတ်စံရမယ်ငါတို့လိုအလုပ်ကိုနင်းလုပ်ပါလားဟဲ့ဟာအဲ့ဒီလုပ်ကြည့်တော့ငါမလုပ်ချင်ပါဘူးဟာဟဲ့နာမည်သာဆိုးတာဟဲ့အေးအေးစစ်စစ်နဲ့ပတ်စံရတာဆိုလို့ဒီလုပ်တစ်ခုပဲရှိတာဟဲ့ဟိုမူယူအကောင့်နဲ့တွေ့ရင်သာစိုးရင်ရတာပါဟာတော့ပါဟာဆက်ပြောမနေနဲ့ငါစိတ်မဝင်စားဘူးကဲပတိစီပြီဆိုတော့နင်လက်ဖက်စားမယ်မလားငါလက်ဖက်တော့တုပ်ပေးမယ်ဩမဟုတ်တာဟဲ့နင်ကလေဟဲ့နင်မစားတော့ဘူးလားဟဲ့တက်တုံချူလေးပါယူလာခဲ့စိတ်ချပါခက်တာဟာအမေကသူခံစားရတဲ့ဝေဒနာကိုတုံတောင်ငါ့ကိုမပြောဘူးသူတယောက်တည်းကြိတ်ခံစားတာအဲ့ဒါကိုငါစိတ်မကောင်းဖြစ်တာဟာဟောဘာလဲသူ့ကြောင့်နင်းစိတ်ဆင်းရဲမှစိုးလို့နေမှာပေါ့ဟာတော်သေးတာပေါ့ဟာနင်းစီကပတ်စံလေးနဲ့ဆေးလုံးလုံးလုံးဝယ်နိုင်လို့ငါပဲပြပြတငယ်ချင်းမြို့ငါအရင်ကြီးစီတင်ရပါတယ်ဟာနင်းနဲ့ငါနဲ့ကငယ်လေးကလေးကပေါင်းလာတဲ့တငယ်ချင်းတွေပဲဟာဘာတွေပြောဖို့မလိုပါဘူးအဘကလည်းယောဂါကြီးတော့ဆေးရလဲဈေးကြီးတာကိုဟာဟုတ်တယ်အဖေအတွက်ဆေးဖို့လုံလုံလောက်လောက်ဝယ်နိုင်လို့ငါပတ်စံများများရှာမှဖြစ်တော့လာပါဟာသွားရဟာငါငေါ့လောက်တဲ့အလုပ်ပဲနော်ဟုတ်ဟုတ် ဟုတ်တယ်ဖေးပြောရတဲ့စီးပွားရေးဘုရားစီတို့အစီအမအောင်ပါဒီချာချာစဉ်းစားပါအောင်ပြောတာအခုငါတို့လုပ်နေတဲ့အလုပ်ကကွက်ကောင်းလူတွေလုပ်ဒီနေရာတစ်ခုမှာတစ်ခါပဲတင်လို့ရတယ်တနက်စာအခမ်းမတင်လူတွေဝိုင်းရိုက်ကြတယ်ခံရမယ်
အေးအဲ့ဒါမှမဟုတ်ဘူးဆိုရင်တော့လက်ကောက်ဘူး ကျမတေချာစဉ်းစားပြီးပါကိုကိုစီဘာပဲဖြစ်ဖြစ်လောက်ရမှာ ဟဲ့လေနင်းဆန္ဒနဲ့မင်းဝင်လာဆိုတော့ငါမငင်းတော့ပါဘူးနင်းလိုရုပ်လာလာမင်းလေးတယောက်ပါလာတော့ဝင်တဲ့ကွက်တလေးပို့ပြီးကစားလို့ကောင်းတာပေါ့ ဂွင်တစ်အကွက်တစ်ပဲဖြစ်ဖြစ်ဂွင်ဟောင်းအကွက်ဟောင်းပဲဖြစ်ဖြစ်အဓိကပတ်စံရဖို့ပဲကျမဘာလုပ်ရမလဲပြော ဖိတ်လည်းမလောပါနဲ့ဟာအခုငါတို့လောက်ရမယ်လို့ကနေမီအနေထားလူနေထားကိုကြည့်ပြီးတော့စီစဉ်အကွက်ချပြီးလောက်ရဘာလို့လုံးနဲ့နေတော်ငါတို့နဲ့ပေါင်းပြီးတနစားခင်မှာဖြစ်တော့မှာပါ ဘာမှမဖြစ်သွားလို့ ဟိုကျမခေါင်းလေးနဲ့မိုက်ကနေဖြစ်ပြီးလေးသွားတာကိုလေး ကျွန်တော်ဘာကူညီပေးရမလဲပြောပါ ကျမအေးဆိုင်ကြီးတစ်ဆန်လောက်ခုနလောက်ပို့ပေးပါရှင်အဲ့ဒီမှာနားလိုက်တော့ကျမတက်တာတော့မှာပါ ဟုတ်ကဲ့ရောက်ရတယ်ကျွန်တော်ပို့ပေး ခဏလောက်ပို့ပေး ဒီဘက်တောက်တော့မယ်လေတံမြိုင်မတောက်တော့ပါဘူးဟိုပတ်ဆိုင်သွားနော် အော်ရတယ်ကျွန်တော်ကပါပါတယ် ဖေးရအဲ့ဒါဆိုတော့တောင်းတော့ဖေးဒီကနိုင်ငံခြားလာတဲ့ဆံမျိုးဖေးရဲ့တိတ်ရတာရှိတာ ဖြည်းတော့ပါမယ်တမီးယာဖြည်းတော့ပြရတယ် ဖေးပြီးလို့ရှင်ဒီကလေးတစ်လုံးတောက်ရမယ်နော်ဒါကလည်းအရန်အားရှိတာဖေးရဲ့ဈေးလက်ကြီးတယ်သူက brand ကြက်ပေါင်းကြီးလေနော် တမီး ရှင် တလောက်ဟိုကြီးမားစေဝါရီတမီးဘယ်ပတ်စံလဲဝယ်လာလဲ ဟိုတပည့်မီယိုမသားရှာလာတာမဟုတ်ပါဘူးအဖေရဲ့ဟိုကိုလဲထုံချင်းပြောက်တဲ့ Intrimo အေးဆက်တဲ့နီးရဲ့တွားကိတ်ပြောက်စီဖော်တဲ့နီးနောက်သမီးရောက်နေကြနေရာလေးတွေကိုရောင်းလိုက်လို့ရလာတဲ့ပတ်စံပါအဖေရဲ့ ဟေးမတမာတဲ့နီးနဲ့စီဝါရှာတာမဟုတ်ရင်ပြီးတာမှာပဲတမီးရဲ့ဖေတို့ကဘယ်သူကိုမှလည်းဒုက္ခမပေးပါဘူးပဲဟိုလှည့်စားတဲ့နီးနဲ့တာစီဝါရှာတာပါတမီးလည်းအဲ့လိုပဲလုပ်ပါနော် အဖေဟိုဒီမှာ brand ချက်ပေါင်းရည်လေးတောက်လိုက်နော်ဖေဒါလေးတောက်ပြီးမင်းနေလိုက်ပြီးအားရှိပါမယ်
ခေါ်ချင်ပါဗျာလက်ပြီးဒီသွားတယ်လေကျွန်တော်ကလည်းတိုက်မိတာမဟုတ်ဘူးကျွန်တော်ခင်ဗျာအဲ့လိုလည်းလို့ပြောနေတယ်ဒီမှာတွေ့ရင်တော့ခေါ်လို့မရဘူးဒုက္ခပါလေဒီမှာကိုဝင်ကြီးပါကိုဝင်တကူဖြစ်လို့ခင်ဗျာမလွယ်ဘူးနော်တော့ဟာဒီကမလဲကွာဒီလိုပဲဘာမှမလုပ်ဘူးကြဟုတ်ဒီမှာခေါ်လို့မရတော့ ဒီတိုင်းထားလို့ပဲဖြစ်မလဲဗျစေးအောင်ဖို့လို့လေဗျာစေးအောင်ဖို့တော့အကြောင်းမဟုတ်ဘူးဒါရင်တိုက်မှုကွာမတော်ပြေခေါ်ပြီးအမှုဖွင့်ရမယ် ကဲဖွင့်တယ်မြန်ဖွင့်ကြကွာအခုငါ့ညီမလို့စိတ်ဝင်ပို့ရဒီလိုလုပ်ပါဗျာကျွန်တော်လည်းအမှုတွေဖြစ်လို့ချင်းဘလို့ရှုံမှာဆိုလို့ဟိုဒီနီးနာဟိုစေးကလေးမှာသွားပြလို့မရဘူးလေကျွန်တော်ဈေးခမပါဗျာခင်ဗျာဘာစကားပြောရလဲဟမ်ဒီမှာပတ်စံအရေးမကြည့်ဘူးဗျာလူကအရေးကြည့်တယ်ခင်ဗျာဗျာ ဘုရားညင်းမောင်းမနေတော့ဗျာခဏညီမကိုစေးအောင်စေးကတခုပို့မှဖြစ်မှာသူလည်းအမှုတွေဘာတွေကိစ္စမရှုပ်ချင်လို့နေမှာဗောဗျာချော်လဲလို့ပြောလိုက်ဗျာ ဟဲ့အောင် तू ကဘလောက်ပြေးပါမလို့လဲဒီမှာဘလောက်ဖြစ်သွားမှမသိ ကျွန်တော်ပတ်စံပါကျွန်တော်ပတ်စံတော့ယူပါကျွန်တော်အဲ့လောက်လေးနဲ့ဘာမှမလုပ်ဘူးဟဲ့ဆေးရောက်ကြပါလေမလုပ်ပါနဲ့ဗျာကျွန်တော်ဒီပတ်စံလေးယူလိုက်ပါဗျာ ကဲဘုရားမနှစ်ဦးနှစ်ဖက်ဆင်ပြီးတော့ကျွန်တော်ဂျားလိုက်ညှိပြီဒီမဟုတ်လေခင်ဗျားမှာပါတဲ့ပစ္စည်းကိုတို့ချွတ်ပေးထားလိုက်ဘုရားမခင်ဗျားလည်းဒီလောက်နဲ့ပဲကျင်းနေလိုက်တော့ ပါလေခင်ဗျားမပေးချင်လို့လား ဟိုအေးရပါတယ်ပါတော့ဗျာโอเคလားပေါ့ဒီလိုနဲ့ဒီစင်းနဲ့အားကောင်းရလိမ့်မယ်ဒါသေး 我是耶，南美国啊，真的啥皮毛嘛？ တဲ့နေတော့ဒါကြီးကခေါင်းပြုတ်ကြပါ 哇！ ခင်မုံကတော့ဖိုးစီနဲ့ပေါင်းပြီးတနစားခင်ဖြစ်နေရှောက်ပြောနေခင်ဗျာတို့လုပ်တယ်အာစီကတကယ်လုံနေတာပါစီ မင်းပြောတာသိကြရင်တော့ရှောက်တော့ ခင်မုံဘက်တော်ကိုခံရတဲ့လူတွေကတချို့ကမှုဖွင့်တချို့ကဖိုက်တာတွေငါ့ကိုရှော့ဖို့လုပ်ခင်မုံကဘောင်းချင်းနေတယ် ဒီတိုင်းဆိုရင်တော့ခင်မုံကပြစ်ထားလို့မရတော့ ပြစ်ထားလို့မြဲရင်မြန်မြန်အချစ်ကွာဖို့လုပ်ဖို့အာစီရဲ့မိမတွေကြောကိုကောင်းကောင်းနဲ့တဲ့အာစီကခင်မုံနဲ့ကြာမှာတိုင်ချီအောင်မတက်တော့ဘူး အဲ့ဒါကမင်းထင်တာကိုမိန်းမတွေနဲ့ကစားတဲ့နေရာမှာမတုအစိတ်အပြေးအလိုက်အမှုခွာဆိုနေပြပါရှိမာယာတွေရှိတနေ့နေ့ကြရင်ခင်မုံငါရောက်ပါစေ အဲ့လာတော့အာစီကိုကျွန်တော်တို့ရှုပ်ဒါပေမဲ့အာစီကျွန်တော်တို့အလုပ်ခွင့် မင်းတင်ဆိုတဲ့မင်းတို့ဆရာကဒီတိုင်းနေမနေကွင်းနေအားလုံးငါချထားပြီငါရှေ့ရရှောက်ရင်မင်းတို့နောက်ကလိုက်အခုချိန်မှာတော့အဲ့ဒီလူကိစ္စတွေငါ့ကိုလာစိတ်ဝင်စားငါကောင်းတဲ့မှာတော့လို့ရှိခင် ဘာအတွက်စေးဖို့လည်းမရှိဘူးဖန်စီတွေကလည်းများရှေ့ရှောင်မှာဘာဆက်လုပ်ရမလဲ ခင်မို့နေပါလေစဉ်းစားနေ အဲ့တော့ရှစ်သမိုင်းမဟုတ်ပါဘူး နေပါလေရှောက်လုံနေတာကိုဟမ်နင်ဇရာတွေချနေတယ်ဆို ဒီမှာခုနစကားပဲဆက်ပြောလိုက်ရှစ်သမိုင်းမဟုတ်ဘူး ငါသမိုင်းမဟုတ်ဘူးဆိုတာသိတယ်ဒါပေမဲ့နင်တို့ဆိုနင်အဲ့ဒီအလုပ်တွေမလုပ်စေချင်ဘူးခင်ဗျ
အေးနင့်အဖေအတွက်ဆေးဖိုးလိုနေတို့အဲ့ဒါလေးလှုပ်တယ်ဆိုရင်လည်းငါတောင်းမှမှာမလှုပ်ပါနဲ့ ရှင်တော်တော်စကားများတာပဲတော်ပါရှင်သွားပြန်มาတော့ရှင်ပြန်มาတော့အာယုံနောက်တယ် ဟိုတလောအဖမ်းစီတွေတိတ်များတယ်ခင်မို့နင်တခုခုဖြစ်သွားမှငါစိုးရင်လို့ပြောနေတာ တော်စမ်းပါရှင်သွားလဲသေးလိုက်ပြန်มาတော့ရှင် ခင်မို့နင်ငါ့ကိုမစော်ကားနဲ့တနေ့ကြမှာငါစေတနာကိုနားလည်မယ် ချစ်လို့ခံလာခဲ့ပြီအာစီချစ်ပြောကြီးပြောနေလိုက်စမ်းပါအာစီရဲ့ ဒီကနင်ပါဇက်ကိုပိတ်တယ် ကျွန်တော်ကဆရာအတွက်ပြောတာပါအာစီရဲ့အာစီပဲပြောမှုတယ်လောကကြီးငွေရှိမှာငွေရှိရင်ဘာမှမလုပ်လို့ရတယ်အာစီပြောမှုတယ်ဟိုကျွန်တော်တို့လုံးမဲ့လုပ်နေတာငွေအများကြီးရမှာအာစီရဲ့ ပါဇက်ပိတ်တာဆိုပါရိုက်ခံရတော့မယ်မင်း အာစီ ဟေ့ချင်းနေ အာစီရှာခိုင်းထားတဲ့ကောင်မလေးတွေရေအတွက်ပြည့် ရေအတွက်ကကြောင်းမဟုတ်လမ်းရောလမ်းရလား ဈေးပန်းဖွင့်လို့မျက်နှာမငယ်ရမယ့်အနေထားလေးတွေပါအာစီ အဲ့ဒါပြီးရောကြောက်ပေါ်ကြီး ဟာဆရာ မင်းအပေါ်တွေရှောက်ပြောနေမယ်အစားအလုပ်လုပ်ဖို့လုပ် ဟုတ်ကဲ့ပါဆရာ ဘာရစီယာကုံတော့မယ်ဟာဟိုနေ့မှာပတ်စံရှင်ငါ့ကိုနည်းနည်းတော့လှည့်ပါလား ဒီအပိုင်းငါလည်းလမ်းကြောင်းတိတ်မတည့်ဘူးဟာလူတွေကလည်းခေါင်းလေးတောင်စောင့်မကြည့်ချင်ဘူးဟာ ငါလှုပ်ရှားတဲ့တနက်စားခွင့်တွေရတယ်ဖမ်းဆီးတွေများတော့လှုပ်လို့မရဘူးဟာ ဒါဆိုရင်ညငါအကြံတစ်ခုပေးမယ်အခုလောလောဆယ်တော့ညဘအတွက်စေးဖို့ရတာပေါ့ဟာမမလုပ်ချင်မှတော့ငါသိပါတယ် ဟာလေဒီနေ့ပြောအောင်ငါညစ်နေတယ် ခဏပေါ့ဟာနောက်လောက်ခွင့်ရှိတော့မှပြောင်းလို့ပေါ့အခုချိန်မှာလင့်ဘအတွက်စေးဖို့ကအရေးကြီးတယ်မဟုတ်လားငါနင်းနဲ့အပအတွက်စေတနာနဲ့ပြောတာပါဟာငါ့ကိုတမျိုးမချင်ပါနဲ့ လုပ်မယ်ဟာ ဒီနေ့မင်းကငါတားရတယ်ကျွန်တော်မပါပြည့်ပြည့်လို့လားရှိတာမင်းစုနေဆိုတော့လည်းငါပဲအိမ်သာတက်ငါပဲဒီကြောင်ကြီးကိုင်းတဲ့ငါပဲရစ်ပတ်တဲ့ဘောလုံးကိုင်းတဲ့ငါပဲဒီလောက်ရစ်ပတ်တာငါလုပ်ပြရမယ်မင်းငါကိုဆက်ကြတယ်သင်မပေးဘူးဒါကြောင့်မင်းကငါတားရလိမ့်မယ် ဘာဖြစ်လာလဲတာဟမ်လက်မရရဲ့ဘယ်လက်မလဲတာရဲ့ဟုတ်တာအိမ်မမနေရ အိမ်မက်တယ်မဟုတ်ဘူးပါအပြင်မှာလဲလက်ညစ်ပတ်ရင်ယောဂရတယ် ဆရာတာဘာဖြစ်တာလဲ ဝမ်းလျှောယောဂဖြစ်တာပါလက်မဆေးပဲအစာစားမိလို့ဖြစ်တာလေလက်ကိုဆေးပြန်တော့လေလက်သေးရှည်နေလက်သေးချားထဲမှာဝင်နေတဲ့ကြီးကိုရင်နှူးပေးလို့ဖြစ်ပြီးယောဂရနိုင်တယ်ဒါကြောင့်လက်သေးကိုလည်းမှန်မှန်ညှပ်ပေးတင်တယ်ကဲသားအစာစားပြီလို့ပဲဖြစ်ဖြစ်မစားခင်ပဲဖြစ်ဖြစ်လက်ကိုဆက်ပြန်နေတည်တည်ချာချာဆေးရမယ်နော်ဟုတ်ပြီ ဟုတ်ကဲ့လို့ပြောလိုက်တာဟုတ်ကဲ့ဘာကြီး ဟေး ဟိုအလူအတွက်ကုန်ကြစီစီရင်ရပြီအဖရဲ့ အေးပြတ်စမ်းမအောင်ဟာလက်စီးစပ်ပြာကအတုံး90တခါသုံးလက်အိတ်က2ပါခင်ဒီလောက်အများကြီးဘာလို့မလို့တုံးသမီးရဲ့ ဩအဖကလည်းအလူမန်းတဲ့အဝင်ဝမှာတတိလက်ကိုစက်ပြာနေတိတိကျကျစီးကြောပြီးမှဝင်ရောက်သုံးဆောင်ကြပါရန်လို့ရေးပြီးထမင်းစားကြသူတောင်လက်ဆေးခိုင်းမယ်လေချက်ပြုတ်အခန့်အဖွဲ့တွေကိုတခါသုံးလက်အိတ်စွတ်ပြီးအလုပ်လုပ်ခိုင်းမယ် ငါမေးရလေသူနာပြုတက်ကတူကဆင်းမှာတော်တော်အတန့်ကြိုက်နေပါလားဟိဒါပေမဲ့ကောင်းမှမလားသမီးရဲ့ဇီးစားကြောင်တယ်လို့ထင်နေကြပါဦးမယ် လူတိုင်းကအစားစားကန်ပြီးဆိုရင်လက်ကိုရေစွတ်ရုံစွတ်ပြီးစားနေကြတာ
လက်ဆိုတာနေရအနှံ့ကိုအမြဲထိတွေ့ကင်တွယ်နေရတာဆိုတော့ယောဂပိုးတွေအလွယ်တကူကပ်ပါလာနိုင်တယ်လေအဲ့ဒီယောဂပိုးတွေလက်ကတဆင့်အစာစားရင်ဖိုက်ထဲဝင်သွားတော့ယောဂဖြစ်ကုန်တာပေါ့လူတိုင်းရဲ့တကူကြီးတန့်ရှင်းရေးမှာပထမဆုံးအဆင့်အနေနဲ့လက်သက်မှုကအရေးကြီးတယ်ငွေသိန်းနဲ့ချီပြီးအလှပေးနေပြီးမှဒီလက်သက်ရှင်းရေးနည်းနည်းထပ်ကုန်တာမမြင်ပါနဲ့တော့အဖရဲ့ ငွေကုန်လို့မဟုတ်ပါဘူးသမီးရဲ့အဘကအလှပေးပြီးပညာပါပြီးနေတယ်လို့ဖြစ်မှာဆိုးလို့ပါပေးရမှာပေါ့အဖရဲ့ကျမ်းမာရေးအသိပညာပေးတယ်ဆိုတော့အဖကကုသိုလ်လည်းရတယ်ခက်လဲမိတယ်ဟုတ်ပါငါသမီးပြောမှအဘရဲ့အလူကခိမိတဲ့အလူဝဲဖြစ်တော်တယ်ဟိဒါပဲအားစီရဲ့ပတ်စံဆိုတာရှာတဲ့လွယ်လေးပါအားစီရဲ့လူပေါင်ကိုဘူးမဲ့အဲ့ဒီဟာကိုအားစီဦးနောက်တွေကထွက်လာတာကိုအရန်တန်ရွှေ့ရှိတယ်အားစီကတော်တော်နဲ့လို့ရတယ်ထင်တယ်ဒီလို့ဖို့ဆိုတာအဆက်အသွယ်ကောင်းနေအများကြီးရဖို့လိုတယ်အားစီဒီပါလေကြည့်မင်းလူရှာခိုင်းထားတဲ့မိန်းမကြီးမျိုးတော့2ယောက်3ယောက်ထပ်ရှာစိတ်ချပါစေကျွန်တော်လမ်းအများကြီးရှောက်တာဒီကိစ္စမှာတော့မင်းကငါအားကိုးတယ်ငါတို့ကပစ္စည်းများများရှာများများပို့နိုင်ရင်ငါတို့မင်းတို့ချိုးမှုအများကြီးရတာဟုတ်တာပေါ့အားစီအားစီကျွန်တော်ခင်မုံဘာညာစရာခင်းနေတော့တွေ့တယ်လာပြန်ပြီလားတဲ့ကောင်ခင်မုံချင်းလဲကျစားတဲ့နေရာကိုကျွန်တော်သိရအားစီမင်းတို့ဘက်ကအဲ့ဒီလောက်တော့ပြောနေမှာတော့ငါရှိကိုရောက်အောင်ခေါ်မဟုတ်လို့တော့မင်းသေမဲတာအောင်ပြီစိတ်ချပါစေခင်မုံကျွန်တော်မသိဘူးကျွန်တော်အားစီရှိရအောင်ပေါ့ခင်အေးကြည့်ကြသေးတာပေါ့
ရဆံပြုတ်လောက်တော့ရပါတယ်လေအဖေမနက်ကစိတ်မတောက်ဘူးလားသမီးရှိကိုရှိလို့သမီးညနေကြရင်ဝယ်ပြီးမယ်နော်ဖေသမီးမဝယ်ဖို့ပတ်စံရှိလို့လားရှိပါတယ်အဖေရဲ့ဖေလည်းတည်ကြလာပါကွာငါသမီးလေးပြန်မနေတော့ဖေမကြည့်ရတော့အဲ့လိုမပြောပါနဲ့အဖေရဲ့သမီးမတန်ရောစင်တွဲစရာဆိုလို့ဒီအဖေတယောက်တည်းရှိတာလေအဖေကျမ်းမလာအောင်သမီးစိတ်ကူပေးမယ်လေနော်ဖေနော်အဖေနေကောင်းသွားပြီဆိုရင်သမီးတို့သားဖားနှစ်ယောက်စိတ်အတူတူလေအောင်ကြမယ်လေဒါမှအဖေအတန်အောင်ကြီးနဲ့ဖုန်ကန်ရာစီရေခဲတောင်တစ်ဖက်ကကချင်ဆေးစရာကြီးဖော်တဲ့ဆေးပါဆိုပြီးတော့အဖေတန်အောင်ကြီးနဲ့អော်ပလိုက်ပေါ့အဖေရဲ့နော်သမီးဖေနေကောင်းရဲ့သမီးပြောရတဲ့အဖေអော်ပြီးတော့မှသမီးအဖေခဏနားလိုက်နော်သမီးဆံပြုတ်လေးသွားပြုတ်လိုက်အောင်မယ်ငါဒီအတိုင်းနေလို့တော့မဖြစ်တော့ဘူးစံလဲကုန်ဆေးရလဲကုန်နေပြီတရက်လောက်တော့ခွန်ဝင်မှဖြစ်တော့မယ်ကဲနော်ကြည့်တာကိုထိုးမဲ့ဖဲလေးတွေကိုကြည့်တာနော်ဒီမှာမှတ်မိပြီနော်မှတ်မိပြီဆိုရင်မောက်ပြီကဲထိုးကြနော်ကိုထိုးမှကိုရမှငင်းဝင်းမဲ့ဆိုရင်အိမ်ကမိန်းမကိုပြန်ငင်းဟုတ်ကွာဒီကလာနေညင်းနေဘုကလာတောင်းနေလားညင်းနေဖဲညင်းနေနော်ဝိုင်းလို့မတားနော်ကိုထိုးမဲ့ကိုကိုဟုတ်တယ်ဘေးတော့မြောက်တော့ထိုးနေတယ်နော်ဟုတ်ပြီကိုဖဲကိုမဲ့ထားကြနော်လာလေစားတယ်ကိုထိုးမဲ့ဖဲကိုသေချာကြည့်ထားကြနော်ဟုတ်တယ်နော်ဆုံးပြီဟုတ်လားဟုတ်တယ်ခင်မနဲ့တန်းကြပြီလေနဲ့ဖေဘသူနဲ့မလဲစကားမပြောတော့ဘာချွတ်မစားတော့စက်ကြီးစီသွားတာလေပါမပေါ့ဟာဖေတန်းနိုင်မလဲတကယ်ချင်းရဲ့နဲ့လည်းနဲ့အဖေပေါ်မှာအတက်နိုင်ဆုံးတောင်းဝင်ကြည့်ခဲ့တာပဲဝေဒနာခံစားပြီးဒုက္ခဖြစ်နေတာနဲ့ဆိုင်နဲ့အဖေဘဝအေးချမ်းသွားတယ်လို့မလိုက်ပေါ့ဟာငါဒီအဖေတယောက်တည်းပဲရှိတာအဖေမရှိတော့စငါလူလောကကြီးမှာဘယ်လိုသက်ဆက်ရှိနိုင်ပါလဲငါဘယ်သူတတ်သက်ရှင်ရတော့ပါလဲငါအဖေကိုဘယ်လောက်ချစ်လဲဆိုတာငါဘဝကြီးတစ်ခုလုံးရေးပြီးအဖေအသက်ရှင်ဖို့တော့ငါကြိုးစားနေတာအဖေကတော့မရှိဖို့တော့ငါကြိုးစားနေတာငါမောပါနဲ့တကယ်ကြီးပြန်ထွက်လာရင်တော့နင်ဘဝအေးချက်ချက်ဖြစ်အောင်နင်တိဆောက်ဖို့ဟာမမိုးနေတော့တကယ်ကြီးနော်မမိုးနေတော့နော်ဟုတ်တယ်ငါဘဝမှာငါပူမရမယ်ငါတယောက်စီတယောက်ပဲအဖေမရှိတော့ဒီအပြစ်ဒဏ်တွေကိုငါခံပြီးလွတ်တဲ့အချိန်အစားပြီးပူလောင်ခဲ့တဲ့တနက်စားခင်မုံဘဝကိုညီကုန်းချုပ်ပြီး
ငါအေးချမ်းချမ်းရက်တည်တော့မယ်ဟာတကယ်ချင်းအဖေကိုကောင်းကောင်းမွန်မွန်နဲ့တချို့ပြပါတကယ်ချင်းနော်ငါမျိုးစိတ်ချမယ်နော်ငါဖေနောက်ဆုံးချိန်လေးတော့ငါမတွေ့လိုက်ငါမမြင်လိုက်ရတော့ဘူးဟာဝိုင်းနိုင်လို့ဝိုင်းနိုင်ကျေးဇူးတင်လိုက်တာညီမလေးရယ်ညီမလေးကပိန်းနိုင်လေးထဲကပစိတ်ကိုရအောင်ပြန်ယူလိုက်တယ်နော်ညီမလေးကတိုင်းတက်လို့လား မဟုတ်ပါဘူးအမရယ်ပတ်စံပြန်ရအောင်ဆိုရမ်းသမီးရိုက်ထည့်လိုက်တာ အမှန်တိုင်းပြောရရင်ပတ်စံသိမများပါဘူးဒါပေမဲ့ဒီကြီးရဲ့စာရဲစာရဲနေပါနေလို့ပါညီမလေးအေးလိုက်တော့ပါနော်မတော့တော့ပါဘူးမရပါတယ်အေးလောက်တော့လိုက်တော့ပါညီမလေးရယ်ကျေးဇူးပြုချင်လို့ပါကောင်းပြီလေဒါနဲ့ညီမလေးနာမည်ကဝင်းမအမမနာမည်ကမတနာပါမိဘတွေကမရှိကြတော့ဘူးတက်ကတူတက်နေတဲ့မောင်လေးမောင်နဲ့အတူနေတာလေညီမလေးရောဘယ်မှာနေရလဲရှင်အညမနေတာပါအမအခုရန်ကုန်မှာဘယ်မှာနေတာလဲလို့ရန်ကုန်ကဒီနေ့မှရောက်တာပါအမရေအညာမှာအဖေကဆုံးသွားတာကြားပြီလေပထွေးနဲ့နေတာပထွေးကအရန်နှိမ့်ဆက်လောအောင်ကြီးလို့ကြီးတော်ရှိတဲ့ရန်ကုန်လိုက်လာတာဒီကိုရောက်တော့ကြီးတော်ကအိမ်ပြောင်းသွားပြီတဲ့အဲ့ဒါဘယ်ရှာလို့ဘယ်သွားမှလည်းမသိဘူးအဲ့ကြောင့်မလို့ရှောက်သွားနေတာရောက်သွားရင်လည်းအမားတို့နဲ့စုံတာရန်ကုန်မြို့ကအရန်ရှုပ်တယ်ညီမလေးရဲ့မင်းကလေးတယောက်တည်းဒီလိုခြေဦးတည်းရှောက်သွားနေလို့မဖြစ်ဘူးဒီလိုလုပ်ပါလားညီမလေးမနဲ့လိုက်နေပါလားရှင်ညီမလေးဘဝကိုတနာလို့ပါနောက်ပြီးညီမလေးကိုလည်းကို့ညီမအရင်လေးလို့စောင့်ရှောက်မှာပါအမရဲ့ညီမကြောင့်အမကိုဒုက္ခတွေမပို့စေချင်ပါဘူးအမလီဒုက္ခလို့မထင်ပါဘူးကွယ်အမတိုင်မီမော်ညီမတယောက်ရတယ်လို့ပဲသတ်မှတ်မယ်ညီမလေးမနဲ့လိုက်ခဲ့မယ်မလားရှင်မခဏရဘာပြမှာလဲဟောင်းမောင်တဲမောင်နေတဲ့ဇက်မှမရှိအောင်တပြက်စီလှဲထားတာလေအိမ်ထဲဝင်ဖက်နဲ့ချုံရဲမယ်ဆိုတာရှင်နားမလဲဘူးလားလေးစမောင်ခင်ဗျားဘာလုပ်လဲမတနိုင်ညီမမတနိုင်ညီမဟုတ်တယ်လေဒီမှာမတနာမှာမောင်တယောက်ပဲရှိတယ်နော်အတတ်သိတယ်လေကျမကဒီနေ့နေကရမှာမွေးစားလိုက်တဲ့မွေးစားညီမကျောက်ကသူ့မောင်ရေခောက်ခေါအောင်ပြခင်ဗျာသိလားမောင်ဒါမျိုးလာမလို့နဲ့ခင်ဝင်းတို့ကလေပါလိုက်တာမှတီရှူးစားတဲ့တောင်ပါတယ်အဲ့ဒီလိုပြောပြီးအိမ်ထဲဝင်ပစ္စည်းတွေမှပြီးထွက်သွားတာတပုံကြီးပဲဒါမျိုးတွေကယိုးနေပြီခင်ဗျားကပြဿနာပဲဗျာမတနာပြင်းသွားတယ်ခင်ဗျားဒီတအိမ်လုံးရောခင်ဗျားတေချာကြည့်ပြီလားကြည့်ပြီးအလွတ်တောင်းရတယ်ဒါဆိုရင်ခင်ဗျားဟိုဘောကတပ်ပုံနဲ့တေချာကြည့်လိုက်စမ်းဒီတဲ့ပုံနဲ့လွယ်ရှင်းနေတူတယ်နော်တူရလုံးနေတယ်ဗျအဲ့ဒါကျုပ်မတနာမောင်တော့ခင်ဗျားရှုံးပြီလားsorry ကရနော်ကရ sorry လုံးနေ
ညဘယ်သူပြော ဟိုရှာဟိုတရားကိုပြောတာပါ ဘယ်တယောက်ပြောလဲ အော်ဟိုရွာကိုတာလာကိုပြောတာ ဒီမှာခင်ဗျားပြောတယ်ကျုပ်ကုန်ကြားတယ်နော်ဒီမှာနောက်ကိုကျုပ်ခန်းနဲ့ကိုတခြားဇိမ်းကြောက်ကိုတူးကြတယ် ကျမကဟိုအဝတ်တွေလျှော်ဘူးလာယူတာပါရှင် နောက်မယူနဲ့ဗျာကျုပ်စာစီပွဲကိုရှင်းတာကျုပ်မကြိုက်ဘူးကျုပ်ကပစ္စည်းတွေအမှတ်သားနဲ့ထားတာဗျာခင်ဗျားကရှင်းလိုက်လေကျုပ်ဘယ်ပစ္စည်းရှောင်ဖြစ်သွားမယ်ကျုပ်ခေါင်းချောက်ရတယ်ဗျာဒီမှာခင်ဗျားကိုယ့်ကိုအေးဆေးလေးလေးစမ်းပါဗျာ ကျမဒီအိမ်မှာနေပြီးတင်ရထမင်းကိုစားနေတာဆိုတော့အိမ်အလုပ်လေးတွေဝိုင်းလုပ်ပေးခြင်းလို့ပါဟိုအားအားကြောင့်မလို့ခန်းထဲဝင်မိတာပါရှင်မကြိုက်ဘူးဆိုရင်နောက်ကိုကျမဒီအခန်းထဲကိုမဝင်တော့ပါဘူးနော် မမောင်နင်ပြောတာတွေကအပြင်ကနေအကုန်နားထောင်နေတာနင်တော်တော်လွန်တာပဲသူတစ်ဖက်သားရဲ့စေနာကိုရိတ်မချိုးတယ်ဘူးသူခမညာဒုက္ခရောက်လို့ကိုယ့်ရှီရောက်လာပြီးတာဝန်ကြီးအောင်နေပေးတာရင်းနှစ်တဲ့သူကိုဝါကူထိုးတဲ့စိတ်ဓာတ်မျိုးမမွေးပါနဲ့ဝင်းခမညာတနာပါတယ်ညီမလေးဝေးညီမလေးဘာမှဆရာမနေပါနဲ့ညီမလေးရဲ့ဟိုမမောင်အတွက်မတောင်းမှန်ပါတယ်မောင်လေးကစိတ်ထားပြုစင်ပါတယ်ဟိုတခါတလေဘူးကလန်လှုပ်ချင်တဲ့စိတ်ဓာတ်လေးပဲရှိတာပါ ရပါတယ်အမရဲ့ကျမသူ့ကိုအပြစ်မတင်ပါဘူးကိုယ့်အကိုတွေးပြီးတော့ပဲစိတ်မကောင်းဖြစ်မိတာပါ ဟုတ်ဖြစ်ပြီးသမျှတွေမေးလိုက်တော့နော်ဟိုညီမလေးကိုပြောစရာရှိလို့ ဘာများလဲအမ အရေးတကြီးတော့မဟုတ်ပါဘူးညီမလေးရဲ့ဟိုလေညီမလေးကဝစ်စားမြများဆဆပါလာတာမဟုတ်တော့ဟိုညီမလေးကိုဝစ်စားတစ်ကလေးဆင်ပေးရမလားလို့ငါညီမလေးကရုပ်ချောချောလေးဆိုတော့ဝစ်စားတစ်လေးတွေကဆင်ပေးလိုက်လို့ရတော့လေရန်ကုန်သူတွေမော်ဒယ်တွေတပလင်ငေးရမှာ ဟုတ်အမဒီပလင်ငေးရတယ်ဆိုတာဘာပြောရလဲ အမလီငါညီမရဲ့နှစ်ခါပြန်အောင်ငေးရမယ်လို့ပြောတာညီရလေလီတောသူမလို့မပြောဘူးတော်တော်
မဟုတ် ဟိုမောင်လေးတို့ပြန်လာကြပြီမောင်လေးဒါမှပြောနေတဲ့ကိုမင်းနေလေဝင်းဝင်းဆိုဆိုပါဦးခင်မုံဆိုတဲ့နာမည်ကမကောင်းလို့ဝင်းဝင်းလို့ပြောင်းလိုက်တယ်ဟဲ့လားကိုမင်းတင်ဘာပြောနေဝင်းကိုသိလို့လားတိတ်တီတာဘောတနာရဲ့မိဟောင်းဆွေဟောင်းနေပဲသူ့နာမည်အရင်ကခင်မုံနောက်တစ်မျိုးရှိတနတ်စားခင်မုံအရင်တော့ကလမ်းဘေးမှာခေါ်တဲ့လူနောက်ကိုလိုက်တယ်ပြီးတော့ဖဲသုံးချက်ကစားလို့ရဲဖန်ခံထောင်ကျသွားတယ်ထောင်တွက်ခင်မုံဆိုတာသူပဲဗျာဝင်းဝင်းဒီလိုပြောရတယ်ဟုတ်လားပြောလိုက်မဟုတ်ပါဘူးလို့ထိုင်ညင်းလိုက်ဦးဟုတ်ပါတယ်မမဘာလူလိမ်မနေပြောတော့မထွေးနေဆက်ထွက်ပြေးလာတယ်ဆိုထောင်တွက်မှာမကောင်းတဲ့မိန်းမနေငါ့ကိုအရှက်ခွဲတယ်နေမျက်နှာကမကြည့်ချင်ဘူးနေအခုချက်ချင်းထွက်သွားစမ်းမမမောင်နေပါစကိုပဲညင်နေစမ်းတော်တော်ရုံမာတဲ့ကောင်မသွားစမ်းငါမျက်စိရှင်းနေအခုချက်ထွက်သွားစမ်းသွားစမ်းသွားလေသွားတော့ငါပြောနေထွက်ပါသွား
ခင်ဗျသက်ဆိုင်ရာသတင်းပေးမှုကြောင့်ကိုမင်းတင်တဲ့အဖွဲကိုကျွန်တော်တို့အချိန်မီထိန်းသိမ်းထားလိုက်ပါမယ်မောင်သိပါလေခင်မုံရဲ့ ခင်မောင်လေးဘဝအကျိုးပဲတစ်ခုကြောင့်တနဆာခင်မောင်မဟုတ်ရောက်ခဲ့ရပါမယ်ခင်မောင်နည်းနည်းလေးမှမပြောခဲ့ပါဘူးမောင်ရဲ့ခင်မောင်တောင်းရနေထွက်လာတဲ့အချိန်မှာခင်မောင်ကောင်းကောင်းမွန်နေမယ်ဆိုရစိတ်နဲ့ခင်မောင်မောင်တွေ့ခဲ့တာမောင်တွေ့ခဲ့တဲ့အချိန်မှာခင်မောင်မခဲ့တဲ့အိမ်မလေးခင်မောင်ပြရတော့အဆိုးခင်မောင်ပြောနေတော့မှမင်းနဲ့ကြောင့်ခင်မောင်အိမ်မလေးခင်မောင်မောရစောက်ပြပစ္စည်းတော့ခဲ့ဒါပေမဲ့မောင်ရဲ့ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကိုလေခင်မောင်ကဲခွေရလို့တနစားခင်မောင်ကျင်းနေပါလေမောင်ခင်မောင်ကျင်းနေပါလေခင်မောင်